ကိုရီးယားကိုသွားလဲတဲ့အခါဒါမှမဟုတ်ရင်ကိုရီးယားလူမျိုးတွေနဲ့ညဘက်မှာပေါ့နော်အတူတူရှိနေတဲ့အခါမျိုးမှာဆိုရင်တော့လေချွန်တာကိုတော့ရှောင်ကျဉ်သင့်ပါတယ်မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တောင်ကိုရီးယားကိုစိတ်ဝင်စားတဲ့သူတွေနဲ့ကိုရီးယားနိုင်ငံမှာရောက်နေတဲ့သူတွေအတွက်ပေါ့နော်စိတ်ဝင်စားရကောင်းတဲ့ကိုရီးယားရိုးရာယုံကြည်မှုတစ်ခုကြောင့်ကိုပြောပြပေးပါမယ်အဲ့ဒါပါလဲဆိုတော့တောင်ကိုရီးယားမှာညဘက်မှာလေမရွှန်ရဘူးဆိုတာပဲဖြစ်ပါတယ်ညဘက်မှာလေရွှန်တာကဘာကြောင့်မကောင်းတာလဲဆိုရင်တော့ကိုရီးယားယဉ်ကျေးမှုမှာညဘက်မှာလေရွှန်တာနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့ယူဆတစ်ခုရှိပါတယ်ဒါကတော့ညဘက်မှာလေရွှန်တာကိုရှောင်ကျဉ်ကြတာပဲဖြစ်ပါတယ်ကိုရီးယားရိုးရာယူဆရတော့ညဘက်မှာလေရွှန်တာဟာနာနာဘာဝတွေတရက်တစေတွေဒါမှမဟုတ်မွေတွေကိုဖိတ်ခေါ်ရရောက်တယ်လို့ယူဆကြပါတယ်တကယ်တော့ဒီယူဆကကလေးတွေကိုပေါ့နော်ညဘက်ကအပြင်မထွက်ရအောင်ပြောဆိုဆုံးမရကနေပြီးတော့စတင်ခဲ့တယ်လို့ယူဆလို့ရပါတယ်ရှစ်ခေတ်တုန်းကလျှက်စင်းမီးကလည်းမရှိသေးဘူးဆိုတော့ပေါ့နော်ညဘက်မှာမှောင်မိုက်ပြီးတော့အန်ရများတဲ့အချိန်လေးအဲ့ဒီလိုအချိန်မျိုးမှာလေရွှန်တန်ကမွေတုံးတဲ့အတန်နဲ့တွားပြီးတော့ဆင်တူတာကြောင့်မလို့မွေတွေလာနိုင်တယ်လို့ယုံကြည်ကြပါတယ်ဆိုတော့ဒီယူဆကပဲလေကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်တော်လေးကိုတွားပြီးတော့ဆင်တူပါတယ်ကျွန်တော်တို့နယ်မှာဆိုရင်တော့ညဘက်မှာပေါ့နော်လေရွှန်ရင်မိဘတွေကပြောကြတယ်လေဟန်ကလေးလေမချွန်နဲ့ပေါ့နော်မွေတွေပါလေလာလိမ့်မယ်လို့ပြောကြပါတယ်ဆိုတော့မြို့ပေါ်မှာနေတဲ့လူတွေတော့မပြောတတ်ဘူးဗျကျွန်တော်တို့ကတော့ငယ်ငယ်တုန်းကတော့နေမှာနေလာတာဆိုတော့ကျောင်းကပြန်ပြီးဆိုတာနဲ့ကျောင်းတွေကိုပြစ်ရှာပြီးတော့နောက်လေးလွယ်ကောက်ကင်ပြီးတော့ရွာရုပ်ကိုပေါ်ရှောက်ပြီးတော့သွားတာပေါ့နော်တခါကျတော့လေရွာပြေးနေပါတယ်ရောက်တာပေါ့နော်ဆိုတော့ပြန်ပြီးတော့အိမ်ရောက်တဲ့ခါကျတော့မှောင်ပြီလေအဲဒီတော့ကျွန်တော်တို့ငှက်ကလေးပါလေးရလာတော့ပြောတာပေါ့ဗျာငှက်တိုင်းနဲ့စားတော့မယ်ပါညာပေါ့ပြောတော့လေရွှန်တာပေါ့နော်အဲ့လိုလေရွှန်တဲ့ခါမှာမိဘတွေကပြောတာပေါ့နော်ညဘက်မှာလေမရွှန်အောင်ဘူးမိုးတွေပါလေလာတတ်တယ်ပေါ့နော်အဲ့လိုပြောပါတယ်အခုကြည့်နေတဲ့သူတွေထဲမှာလည်းအဲ့လိုမျိုးတွေ့ကြုံမှုတဲ့လူတွေရှိလားကျွန်တော်တို့နေဘက်မှာဆိုရင်တော့အဲ့လိုမျိုးတွေရှိပါတယ်နောက်ပြီးတော့နေမှာနေတဲ့လူတွေဆိုရင်တော့အဲ့ဒီမျိုးတွေတွေ့ကြုံမှုမယ်လို့ထင်ပါတယ်ဆိုတော့စီစဉ်လေးကိုဆက်ပြောလိုက်ပါမယ်လက်ရှိခေတ်မှာဆိုရင်တော့ဒီ user တွေကဘယ်လိုရှိသေးလဲဆိုရင်တော့အခုခေတ်ပေါ့နော်ကိုရီးယားလူမျိုးအများစုကတော့ဒီ user ကိုသိပြီးတော့မယုံကြည်ကြတော့ပါဘူးဒါပေမဲ့လို့အသက်ကြီးရွယ်တွေနဲ့ကျေးလက်ဒေသမှာနေတဲ့လူတွေကြားမှာတော့ဒီ user တွေကတော့ဆက်လက်တည်ရှိနေသေးပါပဲဒါကြောင့်မို့လို့ကိုရီးယားကိုသွားလဲတဲ့အခါဒါမှမဟုတ်ရင်ကိုရီးယားလူမျိုးတွေနဲ့ညဘက်မှာပေါ့နော်အတူတူရှိနေတဲ့အခါမျိုးမှာဆိုရင်တော့လေချွန်တာကိုတော့ရှောင်ကျဉ်သင့်ပါတယ်ဒါကတော့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ပေါ့နော်ရိုးရာယုံကြည်မှုကိုလေးစားရရောက်တာဖြစ်လို့လူမှုဆက်ဆံရေးမှာလည်းစေပြေရှောမှုစင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောသွားတဲ့အကြောင်းအရာလေးကတော့ကိုရီးယားမှာပေါ့နော်ညဘက်မှာလေချွန်တာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘ ഹു တုဒတစုံတရားရခဲ့မယ်ဆိုရင်တော့ comment မှာမှတ်ချက်လေးရေးပြီးတော့ကိုယ်တငယ်ချင်းတွေစီကိုလည်းမျှဝေပေးပါဦးခင်ဗျာတောင်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအလေးတွေကိုမကြာခဏမျှဝေပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးနဲ့ Facebook page လေးကိုလည်း like subscribe လေးနဲ့ follow လေးလုပ်ထားဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ